ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီမိုဒန်ကိုတော့ဒါရှေ့က technology ဆိုပေမဲ့လေမိုဒန်ကတော့ up to date ဖြစ်သေးတယ်အဲ့ဒီမှာဒီမိုဒန်ဆိုတာဘာလဲဆိုတာကိုဒီချက်ရှင်းပြမယ်နော်မိုဒန်ဆိုတာလက်ရှိထိသုံးသေးတယ်နော်အခုဒါရန်ကုန်မှာဒီတို့ဒီရန်ကုန်ဒီနယ်မြို့တွေမှာမို့လို့ပေါ့နော်မြို့ပေါ်မှာမို့လို့ဒါဒီ internet line ကတော့ဒါမရှားဘူးပေါ့လေ fiber နဲ့သုံးကြတယ်ဒါပေမဲ့တခုရှိတာဒီနယ်ဒီမှာဆိုရင်စင်ကတ်နဲ့ပဲဆင်ပြေတယ် internet သုံးတာဒါဆိုစင်ကတ်ကိုဘယ်ထဲထည့်မှာလဲဆိုမိုဒန်တွေကိုထည့်မှာနော်အဲ့တော့မိုဒန်နော်မိုဒန်ကြောင်းတစ်ချက်ပြောမယ်မိုဒန်ဆိုတာကဘာလို့ပေးရလဲဆိုရင်ဒီတို့ဒီဖုန်းလိုင်းတွေပေါ့နော် PSTN ပေါ့နော်ဒီဖုန်းလိုင်းတွေကလာတဲ့အခါမှာသူက analog signal နဲ့လာတယ် analog signal အဲ့တော့ဒီတို့ဘယ်ကိုပြောင်းပြီးမလဲဆိုရင်ဒီ digital signal ကိုပြောင်းပေးရမယ်အဲ့တော့ modem တွေဘာလုပ်ပြီးလဲဆိုရင် analog signal ကနေဘယ်ကိုပြောင်းပေးရလဲဆိုရင် digital signal ကိုပြောင်းပေးတာဟုတ်နော် analog signal to digital signal ကိုပြောင်းပေးတာ modem เนาะသူ့ရဲ့ဒီ function သူ့ရဲ့အလုပ်ကိုပြောပါဆိုရင်เนาะ